VOD က Fiber Wi-Fi များပြတ်သည့်အကြောင်း၅ချက်ရှင်းပြပါမယ်ရှင် Live နဲ့ Follow လုပ်ခဲ့ပြီးပါရှင်အင်တာနက်ပေါင်းစည်းမှုနှင့်စပေါ်မူတည်ခြင်းမြန်မာနိုင်ငံမှာအင်တာနက်ပံ့ပိုးမှုစနစ်များစွာရှိပေမဲ့အရေးအသွေးမတူကြပါအချို့နေရာတွေမှာပုံမှန်မြန်ဆန်တဲ့ Fiber မရောက်ကျိုးနေတဲ့ Copper ကပါရှိတာကြောင့်လိုင်းပြတ်ခြင်းအားနည်းခြင်းဖြစ်တတ်သည်နှစ်လေကြောင်းမိုးလေဝသနှင့်တက်ရောက်မှုမိုးရွာမှုမုန်တိုင်းအပင်များလဲကပုတ်ကိုထိခိုက်စေပြီးဝေဖအားနည်းစေတတ်သည်မြေကြီးတောင်တန်းနေရာတွင်အချက်ပြန်မရောက်နိုင်ဘဲဖြစ်တတ်သည်၃အစိုးရကန့်သတ်မှုအချိန်လိုက်နေရာအလိုက်အင်တာနက်ကိုပိတ်ပင်ခြင်းဖြစ်တတ်သည် Social Media ပြင်ဗီဒီယိုကြည့် website အချို့ကိုပိတ်ခြင်းကြောင့် line အသုံးပြုသူတွေထိခိုက်နိုင်သည်၄နည်းပညာဆိုင်ရာပြဿနာများ Router Modem with စက်များဟာအဟောင်းသို့မဟုတ်မပြင်ဆင်ထားလျင်လိုင်းကြာစွာပြတ်တောက်နိုင်သည်လူအများချိတ်ဆက်ထားမှုကြောင့်လိုင်းဖြတ်တောက်ခြင်းဖြစ်တတ်သည်၅လျှက်စစ်နှင့်စွမ်းရည်မတည်ငြိမ်မှုလျှက်စစ်မရခြင်းအားသွေးမပြည့်ခြင်းကြောင့် modem router မရက်နိုင် Wi-Fi အားနည်းနိုင်သည်မြို့ပြအချို့မှာလျှက်စစ်မရခြင်းကြောင့်အချိန်ပိုင်း Wi-Fi မရနိုင်ပါနောက်ထပ်သိလိုရာရှိလျင်ကွန်မန့်ရေးခဲ့ပေးပါရှင်